သပင်ဆေးဆိုးတာကိုဘယ်သူတွေကရှောင်သင့်တယ်လဲသပင်ဆိုးဆေးအများစုမှာ PPD, hydrogen peroxide, ammonia, fragrance နဲ့တခြား preservative တွေပါတာဖြစ်လို့အချို့သောလူတွေမှာဆိုရင်တော့ allergy ထလွယ်တာ၊ဥယျာဉ်ပြား၊နီမြန်းရောင်ရမ်းတတ်တာနဲ့ဆန်သားပျက်စီးတာမျိုးလေးတွေဖြစ်တတ်ပါတယ်။ဒါဆိုရင်တော့ဘယ်လိုလူတွေကသပင်ဆိုးဆေးတွေကိုရှောင်သင့်တယ်လဲ။သပင်ဆိုးဆေးပါဝင်ပစ္စည်းတွေနဲ့ဓာတ်မတည့်တဲ့သူအသက်16နှစ်အောက်ကလေးတွေနဲ့မိကောင်ပေါက်အရွယ်လေးတွေကိုဝင်ဆောင်မိခင်တွေအဓိကကတော့ကိုဝင်ဆောင်ပထမ3လနိုးတိုင်းမိခင်တွေလက်ရှိကိုယ့်ရဲ့ဥယျာဉ်ပြားမှာပေါက်ထတာနီမြန်းရောင်ရမ်းနေတာအနာရှိနေတာဥယျာဉ်ပြားကိုခွဲစိတ်တာလေစာပစ်တာဆေးထိုးတာစားရဲကုသမှုတစ်ခုခုခံယူထားတဲ့သူတွေကယ်မီကယ်တွေနဲ့ချွတ်စီတွေကြောင့်မလို့ဆန်သားနဲ့ဥယျာဉ်ပြားထိခိုက်ပျက်စီးနေတဲ့သူတွေအရေပြားဆိုင်ရာအော်တိုအီမြူရောဂါရှင်လေးတွေကိုခံအားကျနေတဲ့သူလေးတွေကင်ဆာဆေးတွေနဲ့ဓာတ်ရောင်ခြည်တွေနဲ့ကုသမှုခံယူနေရတဲ့သူတွေလူမျိုးတွေဟာဆိုရင်တော့ကိုလက်ရှိပြနေတဲ့တမားတော်ဆရာဝန်တွေနဲ့တိုင်မီမီမှပဲသပင်ဆေးဆိုတာကိုလုပ်သင့်ပါတယ်အကယ်၍ကိုကသပင်ဆိုးပြီးတဲ့အခါမှာဆိုရင်မျက်နာတွေမျက်ခွန်တွေရောင်ရမ်းလာတာဥယျာဉ်ပြားမှာပူလာတာဆက်လာတာနီမြန်းတာအရေးကြီးပူတွေထတာခန္ဓာကိုယ်မှာအင်မြင်တွေထလာတာအသက်ရှူရခက်ခဲတာစားရလက္ခဏာလေးတွေရှိရဲဆိုရင်တော့နီးစပ်ရာဆရာဝန်ဆေးခန်းနဲ့အမြန်ဆုံးပြသသင့်ပါတယ်အကောင်းဆုံးကတော့တကောင်းလုံးမဆိုးခင်မှာတဲမတဲ့အရင်ဆုံးစမ်းသပ်ပါလိုအပ်မယ်ဆိုရင်တော့ကိုပြနေကြဆရာဝန်နဲ့ပါတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ဤချင်တာလေးရှိရင်လည်း comment မှာမိတော့ပြပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်တတား